bhagavato arahato sama sammasambuddhassa sambuddhassa namo namo tassa tassa bhagavato bhagavato arahato sammasambuddhassa line တက်တာနည်းနည်းနောက်ကျသွားတယ်စောစောတော့ဘာသာရေးစာပေတွေအများအားရေးနေတဲ့ဟိုဆရာတယောက်ကဖုန်းလမ်းဆက်ပြီးတော့ဟိုနေ့တကူကို confirm လုပ်ခိုင်းတယ်။အော်ညီတော်နန္ဒမင်းသားကိုဖယားကနတ်သမီးတွေလိုချင်လို့ရှိရင်ငါပြောတဲ့အတိုင်းတရားအားထုတ်ဆိုပြီးတော့ပြောတာကမြတ်စွာဘုရားသခင်ကိုရောတိုင်းပြောခဲ့တာလားဆိုပြီးတော့သူမေးတယ်။မေးတဲ့အခါကျတော့အဲ့ဒီဥစ္စာကဘုံဘုံ73နှစ်14နှစ်လောက်အငယ်တန်းတက်ကြရအငယ်တန်းမြန်မာစာမှာပြဋ္ဌာန်းထားတယ်ပြဋ္ဌာန်းထားတာကဟိုစိနတ္တဘဂဝတိကျမ်းတွေကထုတ်နှုတ်ပြီးတော့အဲ့ဒါနိုင်ငံတော်ကဟိုပြဋ္ဌာန်းထားတာပေါ့နော်ဘုံဘုံတို့အငယ်တန်းနှစ်ပေါ့အဲ့ဒါတွေသင်ခဲ့ရတယ်မြန်မာစာဟိုစကားပြေပေါ့ကဗျာတွေဘာတွေကတော့လေဒီဆရာတော်ရဲ့ကဗျာတွေစင့်ပါဆရာတော်ရဲ့ဓမ္မနိတိချိုးတွေအဲ့ဒါပါဠိတော်တိုက်ရိုက်ရှိသလားလို့ပါဠိတော်ကတော့မဖတ်ဘူးသေးဘူးလို့ဒါမဲ့လို့စိနတ္တဘဂဝတိကျမ်းထဲမှာတော့ငယ်ငယ်လေးကသင်ခဲ့ဘူးလေလို့ဒီလိုမျိုးသူ့ကိုပြောတာပါဠိတော်ပြန်ရှာပေးမယ်လို့ပြောပေးတယ်အဲ့ဒါနဲ့စကားကြာသွားတာအဲ့တော့တခါတလေကြတော့လည်းပဲကိုကြားတဲ့ဥစ္စာတွေကပါဠိတော်ကိုတိုက်ရိုက်ဖတ်ဘူးဟိုမြန်မာစကားပြေတွေကိုပညာရှိဆရာတော်တွေရေးတဲ့မြန်မာစကားပြေတွေကိုဖတ်ဘူးနေအဲ့တော့ဒီစာရေးဆရာကြီးတယောက်သူကပြောကျင်တာကတော့ဘုံဘုံတော့သိတယ်သူကဘာပြောကျင်တာလဲဆိုတော့ဗုဒ္ဓကမုသာသုံးသလားဆိုတဲ့ဥစ္စာသူအစချီကျင်တာနဲ့ထင်သာကြလေကြတော့လေကောင်းကျိုးဖြစ်စေဖို့အတွက်မိဘတွေဟာသားသမီးတွေကိုပြောရတာတွေရှိတယ်နော်ဘုံဘုံတို့ငယ်ငယ်တုန်းကဆိုလို့ချင်းရွာပြင်မထွက်နဲ့သွေးစုပ်ဖုတ်ကောင်တွေရှိတယ်ကလားခေါင်းပြတ်တွေရှိတယ်အဲ့ဆိုတော့ဘုံဘုံတို့ကရွာပြင်မထက်ရဲဘူးနောက်ပိုင်းကြီးလာတဲ့အခါကျတော့မှသွေးစုပ်ဖုတ်ကောင်ဆိုတာလည်းမတွေ့ဘူးကလားခေါင်းပြတ်လည်းမတွေ့ဘူးသို့တော့ကလေးတွေရွာပြင်ထွက်ပြီးတော့အဲ့ဒါဆော့တဲ့အခါကျတော့နေပူထဲမှာဆိုတော့အဲ့ဒါဖျားတာနာတာတွေအဲ့လိုဖြစ်မှာဆိုလို့ပေါ့နော်နောက်ပြီးတော့တခါတလေကြတော့ဘုံဘုံတို့စီမှာကလေးတွေဟိုပြေးရင်လွှာရင်ဆော့ရင်ပြုတ်ရင်လည်းနှွေရသည်မောလို့ရှိရင်ဘုံဘုံတို့ကတော့ကာနာဆင်းလာတယ်ကာနာဆင်းပြီးတော့ကာနာကြီးကိုလက်ခုပ်နဲ့တောက်ပြီးတော့ပြန်တက်လာတာအဲ့ဒါကိုလူကြီးတွေကမကြိုက်ဘူးအဲ့လူကြီးမပါဘဲနဲ့ကာနာဆင်းတယ်ဆိုလူကြီးတွေကမကြိုက်အဲ့ဒါကြောင့်မလို့ရေထဲမှာရေဘလူးကြီးရှိတယ်အဲ့ရေဘလူးရကလေးတွေကာနာဆင်းလို့ရှိရင်အဲ့ဒါဆွဲထားလိုက်အသေးရောတယ်ဆိုတော့အားကြတော့သူကကာနာမဆင်းရတော့ဘူးစားရင်အိမ်ရေပြန်တောက်တခါတလေကြတော့အကျိုးဖြစ်ထွန်းစေလိုတဲ့အတွက်ကြောင့်ပရိယေနဲ့စကားပြောရတာတွေရှိတာပေါ့နော်အဲ့ဒါမျိုးလေးတွေမုသားရဲ့လို့တော့ပဲဟုတ်ကဲဟုတ်ပြီဒီကနေ့တော့ရုပ်ပိုင်းတွေကရူပသမုဋ္ဌာနာတဲ့နော်ရူပသမုဋ္ဌာနာရူပသမုဋ္ဌာနာရူပသမုဋ္ဌာနာဆိုတာရုပ်ကိုဖြစ်စေနိုင်တဲ့အကြောင်းနော်ရုပ်ကိုဖြစ်စေနိုင်တဲ့အကြောင်းဒီမှာ၄မျိုးတော့သူပြောတယ်ရုပ်ကိုဖြစ်စေတတ်တဲ့အကြောင်းများနဲ့ထိုအကြောင်းတို့ကြောင့်ရုပ်တို့ရဲ့ဖြစ်စဉ်ကိုထိုအကြောင်းတို့ကြောင့်ရုပ်တို့ရဲ့ဖြစ်စဉ်ကိုပြဆိုရာအခန်းကိုရူပသမုဋ္ဌာနာလို့ခေါ်တယ်တဲ့စကားလုံးတော့နည်းနည်းကြံတယ်နော်အမှန်မှန်ကဘုံဘုံပြောချင်တာကရုပ်တို့
ကိုဖြစ်စေတတ်သောအကြောင်းနှင့်ထိုအကြောင်းတို့ကြောင့်နော်ရုပ်တို့ရဲ့ဖြစ်စဉ်ရုပ်တို့ရဲ့ဖြစ်ပုံချုပ်ပုံကိုပြဆိုတဲ့အခန်းဆိုပြီးတော့အဲ့လိုမျိုးလေးနည်းနည်းပြောကြတယ်စာရိုက်တာကြံသွားနော်အဲ့ဒါဟုတ်ပြီရုပ်ဖြစ်ကြောင်းတရား၄ပါးပဲနော်ရုပ်ဖြစ်ကြောင်းတရား၄ပါးကကံစိတ်ဥဒုအာဟာရအလုံးသိတဲ့အတိုင်းပဲဖြစ်လိမ့်မယ်ရုပ်ဖြစ်ကြောင်းတရား၄ပါးကကံစိတ်ဥဒုအာဟာရအဲ့ဒီအကြောင်းတရား၄ပါးတို့ကသူကရုပ်ကိုနော်ဖြစ်စေနိုင်တဲ့အကြောင်းတရားတွေအဲ့တော့ကံကြောင့်လည်းရုပ်ကဖြစ်တယ်စိတ်ကြောင့်လည်းရုပ်ကဖြစ်တယ်ဥဒုအာဟာရတို့ကြောင့်လည်းရုပ်ကဖြစ်တယ်နော်ကံကတော့လူတွေမျက်လုံးနဲ့မမြင်ရတဲ့အတွက်ကြောင့်သိယုံကြည်မှယုံမယ်ပေါ့စိတ်တို့ဥတုတို့အာဟာရတို့ကတော့မျက်လုံးနဲ့မြင်ရတဲ့အတွက်ကြောင့်စိတ်ကြောင့်ရုပ်ဖြစ်တယ်ဥတုကြောင့်ရုပ်ဖြစ်တယ်အာဟာရကြောင့်ရုပ်ဖြစ်တယ်ဆိုတာကတော့ယုံကြမှာပေါ့နော်ဒါပေမဲ့လို့ဗုဒ္ဓကတော့ကံကြောင့်လည်းရုပ်ဖြစ်သေးတယ်တဲ့ဆိုတာကိုဒါသူကတိုက်ရိုက်ပြောတာပေါ့ကံစိတ်ဥတုအာဟာရအကြောင်းတရား၄ပါးအဲ့တော့ကံကရုပ်ကိုဖြစ်စေတယ်စောစောကပြောခဲ့တဲ့အတိုင်းပဲရုပ်ကိုဖြစ်စေနိုင်တဲ့အကြောင်း၄မျိုးထဲမှာကံဆိုတာကလည်းအကြောင်းတရားတစ်ခုအနေနဲ့ပါတာပေါ့နော်ကံဆိုတာဒီနေရာမှာသူကစေတနာကိုပြောတာဘယ်နေရာမျိုးမဆိုကံဆိုတာကတော့စေတနာကိုအဓိကထားရည်ညွှန်းပြီးပြောတာဒါမဲ့လို့စေတနာတိုင်းနော်ရုပ်ကိုဖြစ်စေတာတော့မဟုတ်ဘူးအဲ့တော့စေတသိက်ပိုင်းကိုပြန်ပြီးတော့အာယုံပြုကြည့်မယ်ဆိုလို့ရှိရင်စေတနာစေတသိက်ကသူကစိတ်အလုံးမှာရှင်းတာစေတနာစေတသိက်ကရုပ်စိတ်အလုံးမှာရှင်းတဲ့အတွက်ကြောင့်စိတ်တစ်ခုချင်းစီမှာစေတနာတစ်ခုချင်းစီပါတယ်သို့တော့အဲ့ဒါဆိုလို့ချင်းစိတ်89ခုသို့မဟုတ်စိတ်အကျဉ်း89ပါအကျယ်121ပါးတွေမှာစေတနာတစ်ခုချင်းစီပါတယ်ဆိုလို့ချင်းစေတနာလည်းပဲအကျဉ်း89အကျယ်120ဒီလိုဖြစ်မှာပေါ့နော်သို့တော့အဲ့ဒီစေတနာအကုန်လုံးကရုပ်ကိုဖြစ်စေတာတော့မဟုတ်ပဲနဲ့အခုပြောခဲ့တယ်အခုပြောမယ်စိတ်တွေပဲနော်အခုပြောတဲ့ကံတွေပဲသူကရုပ်ကိုဖြစ်စေမှာပေါ့အဲ့ကံတွေကဘာတွေလဲဆိုတော့ဘုံပြောပြထားပေးတယ်အကုသိုလ်စိတ်12ခုမာကုသိုလ်စိတ်8ခုအဲ့ဒီကာမဝဇ္ဇကုသိုလ်စေတနာ20နဲ့ရူပဝဇ္ဇကုသိုလ်စေတနာ5ခုပေါင်းလိုက်တော့25ခုဒီ25ခုမှာပါတဲ့စေတနာကရုပ်ကိုဖြစ်စေတယ်ကျန်တဲ့စိတ်တွေမှာပါတဲ့စေတနာတွေကရုပ်ကိုမဖြစ်စေနိုင်ဘူးဒီနေရာမှာကျင်ထားတာပါလဲဆိုတော့အရူပဝိပဿစိတ်4ခုရဲ့ဒွေပြင်စာဝိညာဉ်30အဲ့ဒါဒွေပြင်စာဝိညာဉ်30ဆိုတာဘာလဲနော်ဘာလဲဆိုလို့ချင်းအဲ့ဒီမှာဘုံဘုံတို့စိတ်ပိုင်းမှာလေ့လာခဲ့ပြီးပါပြီဒွေပြင်စာဝိညာဉ်30ဆိုတာအာဂိစိတ်18ခုထဲမှာသွားရှာအာဂိစိတ်18ခုထဲမှာသွားရှာတယ်ဆိုလို့ချင်းပြင်စာဝိညာဉ်နော်ဒွေပြင်စာဝိညာဉ်30စကုဝိညာဉ်သောတာဝိညာဉ်2ခုခန္ဓာဝိညာဉ်စေဝဝိညာဉ်ကာယဝိညာဉ်နော်2ခုစီစကုဝိညာဉ်ဆိုတာမျက်စိနှလုံးရှိလို့စကုဝိညာဉ်2ခုကိုပြောတာမဟုတ်ဘူးကုသလဝိပဿစကုဝိညာဉ်နဲ့အကုသလဝိပဿစကုဝိညာဉ်အဲ့ဒါကိုပြောတာဘုံဘုံတို့ငယ်ရန်တက်တော့အဲ့တုန်းကဟိုနေမေးတယ်ငယ်ရန်လားမူလရန်လားမသိဘူးမူလရန်ဖြစ်ပုံရတယ်မူလရန်နှစ်တုန်းကအဲ့ဒါမေးတယ်မျက်စိနှလုံးလူတယောက်မှာမျက်စိနှလုံးရှိတဲ့အတွက်ကြောင့်စကုဝိညာဉ်တွေးလို့ခေါ်ပါသလားဘာကိုစကုဝိညာဉ်တွေးလို့ခေါ်တာလဲဆိုအဲ့ဒါစကုဝိညာဉ်ဆိုတာနော်
စက္ခုပတာရဆိုလို့ရှိရင်တော့မျက်လုံးမှာမျက်လုံးနှလုံးကိုရမှာစက္ခုဝိညာဉ်ဆိုလို့ရှိရင်တော့မျက်လုံးနှလုံးကိုမရတော့ဘူးမျက်လုံးကိုအမိပြုတယ်ဖြစ်တဲ့စိတ်နော်မြင်သိစိတ်အဲ့ဒါကိုပြောတယ်အဲ့တော့ဒွေပင်သောဝိညာဉ်30ဆိုတာအဲ့ဒါတွေပဲအရူပဝိဘက်၄ခုနဲ့ဒွေပင်သောဝိညာဉ်30မှတပါကျန်တဲ့စိတ်85ခုမှပါတဲ့စေရနာနော်အဲ့ဒီစေရနာတွေကရုပ်ကိုဖြစ်စေတယ်အဲ့ဒါအရူပဝိဘက်၄ခုနဲ့ဒွေပင်သောဝိညာဉ်30ကဘာကြောင့်ရုပ်ကိုမဖြစ်စေနိုင်တာလဲဆိုတာကတော့နောက်ပိုင်းပြောပြပါအဲ့ဒီစေရနာကံ25ခုကဖြစ်စေတယ်နော်အဲ့ဒီစေရနာကံ25ခုကဖြစ်စေတဲ့ရုပ်တွေကိုကံကြောင့်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုကမ္မဇရုပ်လို့ခေါ်တယ်ဒီစေရနာကံ25ခုကပဋိသန္ဓေစိတ်စတင်ဖြစ်ပေါ်လာတဲ့အချိန်ကစပြီးတော့မသေးဆုံးမီစက္ကန့်အနည်းငယ်လောက်အထိစာလိုပြောရင်တော့သုတိစိတ်မှပြန်ရည်ရတဲ့သည်ရှိသော18ချက်မြောက်သောစိတ်တို့ရဲ့ဥပခဏမှစပြီးတော့အဟောင်းပြက်လိုက်အသစ်ဖြစ်လိုက်အဟောင်းပြက်လိုက်အသစ်ဖြစ်လိုက်နဲ့ပြန်ပြီးတော့နေတဲ့စနစ်မျိုးအဲ့ဒီစနစ်မျိုးနဲ့ကမ္မဇယုတ်တွေနေတယ်လို့မှတ်ရမယ်အဲ့တော့စောစောကစာလိုပြောတော့သုတိစိတ်မှပြန်ရည်ရတဲ့သည်ရှိသော18ချက်မြောက်သောစိတ်ရဲ့ဥပဆိုတော့အဲ့ဒီဥစ္စာကရှေ့ကြလို့ရှိရင်သိလိုက်မယ်ရှေ့ခဏနေသိလိုက်မယ်ပြန်ရရွေတယ်ဘယ်လိုရေးတာလဲနော်ဒီလိုမျိုးစိတ်ရဲ့ဥပခဏဆိုတာဘယ်အချိန်ကိုပြောတာလဲဆိုတာရှေ့လာမဲ့ရူပပုဒ္ဒိကမခန်းမှာပြောလိုက်မယ်အခုကတော့နည်းနည်းကြိုပြောထားလိုက်တော့နားလည်လွယ်အောင်တော့ဒီတိုင်းမှတ်ထားလိုက်အဲ့ဒီစေရနာက25ခုကပဋိသန္ဓေစိတ်စတင်ဖြစ်ပေါ်လာတဲ့အချိန်ကစပြီးတော့မသေးဆုံးမီစက္ကန့်အနည်းငယ်လောက်အထိရုပ်တရားတွေကိုဖြစ်စေတယ်။ဘာရုပ်လဲဆိုတော့ကမ္မဇရုပ်ပေါ့နော်။ကံကြောင့်ဖြစ်တယ်ဆိုတော့ကမ္မဇရုပ်ပေါ့။ဒီတော့တတ္တဝါတွေဟာကိုယ့်ရဲ့ကံအကျိုးပေးအားလျော်စွာရုပ်ဆင်းအင်္ဂါတွေလည်းကွဲပြားကြရတယ်။ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ကံပဲ။ကံကြောင့်ပဲကံဆိုတာဘယ်လိုလုပ်တာလဲဆိုတော့ကိုယ်ပဲလုပ်တာ။အဲ့တော့ကိုယ်ပဲလုပ်တာကိုယ်လုပ်တဲ့ဥစ္စာကိုယ်ရုပ်ကိုပြန်ပြီးတော့အကျိုးပေးတာ။အဲ့လိုမှတ်ကမယ်ဒီလိုရုပ်ဆင်းအင်္ဂါတွေကွဲပြားနေတဲ့အတွက်ကြောင့်ဘယ်လိုရုပ်ဆင်းအင်္ဂါပုံပန်းတရံသွားပုံလာပုံအနေထားရှိရင်အမျိုးသမီးဘယ်လိုရုပ်ဆင်းအင်္ဂါပုံပန်းတရံသွားပုံလာပုံအနေထားရှိရင်အမျိုးသားဆိုပြီးတော့အမှတ်တင်ညာတွေထားပြီးပြောနေကြတာဒါတွေကပညာတတ်တတ်ပဲမိန်းမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်နော်အမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်တရားရနိုင်မှုရှုထောင့်ကနေကြည့်ရင်တော့ဘယ်သူကနော်ဘယ်သူမှပါတယ်ဆိုတာမရှိဘူးကြိုးစားရင်ကြိုးစားတော့ရရှိနိုင်တာပဲဒါကြောင့်မလို့မြတ်စွာဘုရားသခင်ရှိတော်မတွေ့ဘူးလားအရှင်အာနန္ဒာကိုတော်မြတ်ကြီးကအမျိုးသမီးတွေသာသနာပေါင်းနဲ့ဝင်ဖို့စောက်တဲ့အခါကျတော့ဘုရားနှစ်ကြိမ်လောက်ညင်းတယ်နောက်တစ်ကြိမ်ကျတော့မှဘာဖြစ်လို့လဲအမျိုးသမီးတွေလည်းတရားထူးမရနိုင်ဘူးလားဆိုတော့အမျိုးသမီးတွေလည်းယောက်ျားနဲ့တန်းတူပဲတရားထူးရနိုင်တယ်တကယ်လုပ်တယ်ဆိုလို့ချင်းအဲ့ဒါဆိုလို့ချင်းရှင်ဘုရားအမျိုးသမီးတွေကိုသာသနာပေါင်းနဲ့ဝင်ခွင့်ပြုဖို့ဆိုပြီးအဲ့လိုလျှောက်တော့မှအဲ့ဒါသာသနာပေါင်းနဲ့ဝင်ခွင့်ပြုတာအဲ့ဒါတရားရမှုရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒါအတူတူပဲဘယ်သူပါတယ်ဘယ်သူမပါဘူးဆိုတာဒါပြောလို့မရဘူးဒါပေမဲ့လို့ရုပ်ဆင်းအင်္ဂါစိတ်နေစိတ်ထားဒါမျိုးတွေကြတော့သူကရှေးကံကပြုလုပ်လာတဲ့အားလျော်စွာနော်သူမိမဖြစ်တဲ့အမျိုးသမီးဖြစ်တဲ့ပုံကိုယ်တွေကလည်းပဲသူ့ရဲ့ရုပ်ဆင်းအင်္ဂါပုံပန်းတရံသွားပုံလာပုံအနေထားတွေအမျိုးသားနဲ့သူကကွာတာအဲ့တော့ကံဆိုတာကသူကမျက်နှာကြီးငယ်လိုက်တာမဟုတ်ဘူးအဲ့လိုမျက်နှာကြီးငယ်မလိုက်ပဲနဲ့ယောက်ျားမိန်းမနူးလုံးကိုသူကမတူအောင်ဖန်တီးပေးလိုက်တာအကုသိုလ်ကံကအပယ်လေးပုံမှာမလမပတဲ့ရုပ်သင်္တရံတွေဖြစ်အောင်ဖန်တီးပေးတယ်ကုသိုလ်ကံကလူရွာနတ်ရွာဗြဟ္မရွာစတဲ့နေရာတွေမှာလပ်ပါတဲ့ရုပ်သင်္တရံတွေဖြစ်အောင်ဖန်တီးပေးတယ်ဒါကကံကရုပ်ကိုဖြစ်စေနိုင်တဲ့အနေအထားကိုအခြေခံသဘောမျိုးနဲ့ပြောတာပေါ့နော်နောက်ပိုင်းကျတော့ဒီကံကရုပ်ကိုဖြစ်စေနိုင်တယ်ရုပ်ဘယ်နှပါးကိုဖြစ်စေနိုင်လဲဆိုတာကိုနောက်ပိုင်းလာလိုက်မယ်နောက်တစ်ချက်ကရှစ်ဆက်သွားလိုက်ရှစ်ဆက်သွားလိုက်အခါကျတော့စိတ်ကရုပ်ကိုဖြစ်စေပုံတဲ့စိတ်ကရုပ်ကိုဖြစ်စေပုံတဲ့
အာရုပဝိပဿစိတ်လေးခုဒွိပင်းသောဝိညာဉ်30မှတပါးကြံတဲ့85ပါးသောစိတ်တွေကပဋိသန္ဓေစိတ်ဖြစ်ပြီးတဲ့နောက်ပထမဘဝင်စိတ်ရဲ့ဥပခဏမှစပြီးရုပ်ကိုဖြစ်စေတယ်တဲ့အဲ့ဒါစာသုံးစကားတွေပါတာပေါ့နော်စာသုံးစကားမပြောရင်လည်းသိမကောင်းလို့ဒါကြောင့်မလို့ဥပခဏနော်ဥပခဏပထမဘဝင်စိတ်ရဲ့ဥပခဏဆိုတာစိတ်တိုင်းမြည်သည့်စိတ်မျိုးမဆိုနော်ဥပခဏထိခဏဘင်ခဏဆိုတာရှိတယ်တို့ဝိသိပိုင်းမှာလေ့လာခဲ့ပြီးပါပြီဟာလားခဏငယ်၃ချက်ရှိတယ်နော်ခဏငယ်၃ချက်ဥပခဏထိခဏဘင်ခဏအဲ့ဒီခဏငယ်၃ချက်ကိုပေါင်းပြီးတော့သူကခဏကြီးတစ်ခုဆိုပြီးတော့သူကဒီလိုသုံးတယ်အဲ့ဒါဒီပဋိသန္ဓေနော်စိတ်တွေကလည်းပဋိသန္ဓေစိတ်ဖြစ်ပြီးတဲ့နောက်ပထမဘဝင်ရဲ့စိတ်ရဲ့ဥပခဏမှာစပြီးရုပ်ကိုဖြစ်စေတယ်ဆိုတော့ပဋိသန္ဓေစိတ်ကရုပ်ကိုမဖြစ်စေနိုင်သေးဘူးလို့ဒီလိုဆိုလိုတယ်အဲ့ဒါပဋိသန္ဓေစိတ်ကဘာကြောင့်ရုပ်ကိုမဖြစ်စေနိုင်တာလဲဆိုတာကိုတော့နောက်ပိုင်းအခုနောက်ပိုင်းပြောပြလိမ့်မယ်နောက်ပိုင်းဆိုတာအခုမကြခင်ပြောပြမှာပေါ့အဲ့တော့အာရုပဝိပက်၄ခုကရုပ်ကိုမဖြစ်စေနိုင်စောစောကပြောခဲ့တဲ့စိတ်85ပါးမှတပါအာရုပဝိပက်စိတ်၄ခုဒိဋ္ဌိသဝိညာဉ်30ဒါတွေကရုပ်ကိုမဖြစ်စေနိုင်ဘူးအဲ့နောက်ပိုင်းပြောပြလိမ့်မယ်အဲ့ဒါအခုနောက်ပိုင်းဆိုတာအခုလာနေပြီလေအာရုပဝိပက်စိတ်၄ခုဟုတ်လားနော်ဘာကြောင့်ရုပ်ကိုမဖြစ်စေနိုင်လဲအားလုံးသိတဲ့အတိုင်းပဲပေါ့နော်အဲ့ဒါကိုမပြောခင်စောစောကစိတ်ဆိုတာကိုပြောလိုက်ရင်အခုနအာရုပဝိပဿစိတ်၄ခုဒွိပင်းသောဝိညာဉ်30မှတပါးကြံတဲ့စိတ်85ပါးဟာပဋိသန္ဓေစိတ်ဖြစ်ပြီးတဲ့နောက်ပထမဘဝင်စိတ်ရဲ့ဥပခဏမှစပြီးရုပ်ကိုဖြစ်စေနိုင်ကြတယ်လို့ဒီလိုပြောတယ်ပေါ့နော်စိတ်ဆိုပေမဲ့လို့နားလည်ထားရမှာကစေတသိက်တွေလည်းပူးတွဲပါဝင်ပြီးသားလို့ဒီလိုမှတ်ရမယ်။ဘာဖြစ်လို့လဲဆိုတော့စိတ်နဲ့စေတသိက်ကသူကခွဲခြားလို့ရတဲ့အရာတွေမဟုတ်ဘူး။စိတ်ဖြစ်ရင်စေတသိက်တန်းဖြစ်တာ။ရှေ့နောက်လည်းဒီလိုမဟုတ်ဘူးသူကဘုံဘုံတို့စေတသိက်ပိုင်းထဲမှာလေ့လာခဲ့တယ်လေ။စေတသိက်ပိုင်းအစပိုင်းထဲမှာဟောဧကုပ္ပါဒာနိရောဓသနော်ဧကုပ္ပါဒတူသောဖြစ်ခြင်းနော်ဧကနိရောဓတူသောချုပ်ခြင်းရှိတယ်အဲ့ဒါစိတ်ဖြစ်တယ်ဆိုလို့ရှိရင်စရတိကတန်းဖြစ်တယ်စိတ်ချုပ်တယ်ဆိုလို့ရှိရင်လည်းစရတိကတန်းချုပ်တယ်သူကဘာနဲ့ဥမာပေးလဲဆိုတော့ဖျောင်းနိုင်တဲ့တိုင်းထွန်းလိုက်တယ်ပေါ့နော်ဖျောင်းနိုင်တဲ့တိုင်းထွန်းလိုက်တယ်ဆိုလို့ရှိရင်ဖျောင်းနိုင်မှဖြစ်ဖြစ်ဒီလျှက်စစ်မီးတွေပဲဖြစ်ပါထားပါတော့ဖျောင်းနိုင်တဲ့တိုင်းထွန်းလိုက်တယ်ဆိုလို့ရှိရင်အလင်းရောင်ဖြစ်ပေါ်ခြင်းအမှောင်ရဲ့ပျောက်ကွယ်သွားခြင်းဟာသူကတပြိုင်နက်တည်းဖြစ်သွားတယ်အလင်းရောင်ဖြစ်ပေါ်ခြင်းအမှောင်ရဲ့ပျောက်ကွယ်သွားခြင်းဟာတပြိုင်နက်တည်းဖြစ်တယ်လို့ပဲတဲ့စိတ်ဆိုတဲ့အရာကဖြစ်လာတာနဲ့တပြိုင်နက်တည်းစရပိတ်ကလည်းပူးတွဲပြီးတော့ပါဝင်ပြီးတော့ဖြစ်တယ်ဒီလိုမှမယ်အဲ့ခါကျတော့ဒီ85ပါးသောစိတ်တွေကနော်ရုပ်ကိုဖြစ်စေတယ်ဆိုလို့ရှိရင်စေတသိက်တွေလည်းပါဝင်တယ်85ပါးသောစေတသိက်တွေကလည်းရုပ်ကိုဖြစ်စေတယ်လို့အဲ့လိုမှတ်ရဒီ85ပါးသောစိတ်တွေထဲမှာပฏิပန်တွေစိတ်ရဲ့ဖရာယန္တာတို့ရဲ့သုတိစိတ်ရဲ့အဲ့ဒီလိုမျိုးပฏิပန်တွေစိတ်အမြည်ရခိုက်ဖရာယန္တာတို့ရဲ့သုတိစိတ်အမြည်ရခိုက်မှာတော့သူတို့ကရုပ်ကိုမဖြစ်စေနိုင်ကြဘူးဒါကတော့ချွင်းချက်လို့မှတ်ရမယ်ဒီ85ပါးသောစိတ်တွေဟာစိတ်ရဲ့သဘောတဘာဝအရစိတ်ဆိုတာဥပကဏမှသာအားကောင်းတဲ့အတွက်ကြောင့်ဥပတိုင်းရုပ်တွေကိုနော်တခုသာမဟုတ်ဘူးအများအပြားဖြစ်စေနိုင်တယ်လို့ပဋ္ဌာန်းပစ္စယနိဋ္ဌေသာအဓိပတိပစ္စည်းမှာတိုက်ရိုက်ဟောထားတာရှိတယ်ဘုံဘုံတို့ပဋ္ဌာန်းဒီတဲထဲမှာပဋ္ဌာန်းရတဲ့လူတွေရှိလိမ့်မယ်ပစ္စယနိဋ္ဌေသာလေစိတ်ဓာအဓိပတိစိတ်ဓာသံယုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိသရူပနံအဓိပတိပစ္စေနပစ္စယောစိတ်ဓာအဓိပတိနော်စိတ်ဓာအဓိပတိပစ္စည်းစိတ်ဓာသံယုတ်တကနံဓမ္မနံစိတ်နဲ့အတူတကွာဖြစ်ပေါ်ဖြစ်ပဲဖြစ်တဲ့စေတသိက်တွေနဲ့တံသမုဋ္ဌာနာနိသရူပနံအဲ့ဒီစေတသိက်တွေကဖြစ်ပေါ်စေလိုက်တဲ့ရုပ်တရားတွေအလုံးကိုအဓိပတိပစ္စေနာပစ္စယောအဓိပတိပစ္စေနဲ့ကျေစုပြုပြီးတော့ဖြစ်စေတယ်ပေါ့နော်အဲ့တော့
စိတ်ကရုပ်ကိုဖြစ်စေတယ်ဆိုတဲ့နေရာမှာဥပတိုင်းရုပ်တွေကိုတစ်ခုသာမဟုတ်ဘူးအများအပြားဖြစ်စေနိုင်တယ်လို့အဲ့ဒီလိုမှတ်ရဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အရူပဝိပက်၄ခုကရုပ်ကိုမဖြစ်စေနိုင်တဲ့အကြောင်းနာမည်ကိုနားထောင်ကြရနည်းနည်းနားလည်ဖို့ကောင်းပြီနော်အရူပဝိပက်၄ခုတဲ့အဲ့တော့စောစောကပြောခဲ့တယ်နော်စောစောကပြောခဲ့တယ်စိတ်85ပါးနော်စိတ်85ပါးမှာတပါအရူပဝိပက်စိတ်၄ခုဒုပိသဝိညာဉ်30ကရုပ်ကိုမဖြစ်စေနိုင်ဘူးလို့ပြောခဲ့တယ်ဘာကြောင့်အရူပဝိပက်စိတ်၄ခုဟာရုပ်ကိုမဖြစ်စေနိုင်တာလဲဆိုတော့ analyze လုပ်လိုက်တဲ့အခါကျတော့နော်အရူပဝိပက်စိတ်၄ခုဟာအရူပ၄ပုံမှာပဲပဋိသန္ဓေဘဝင်သုတိစိတ်အနေနဲ့ဖြစ်တာလေများသောအားဖြင့်ပေါ့နော်အရူပ၄ပုံမှာပဲပဋိသန္ဓေဘဝင်သုတိစိတ်အနေနဲ့ဖြစ်တယ်အရူပဘုံဆိုတာကအလုံးသိတဲ့အတိုင်းပဲရုပ်တရားတွေကိုယွံမုံပြီးဘာဝနာရဲ့စွန့်ရင်တတ္တိနဲ့ဖြစ်လာကြတဲ့တတ္တဝါတွေရဲ့နေရာဖြစ်တယ်အရင်ကတည်းကရုပ်တရားတွေကိုယုံမုန်းတဲ့အတွက်ကြောင့်သူတို့ရဲ့နော်ရုပ်တရားတွေကိုယုံမုန်းတဲ့ယောဂီပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပဋိပန္နေစိတ်ဖြစ်တဲ့အရူပဝိပဿစိတ်၄ခုကလည်းပဲရုပ်တရားတွေကိုမဖြစ်စေနိုင်ဘူးဆိုတာသဘာဝကျတကယ်တမ်းပြောရရင်အရူပဝိပဿစိတ်၄ခုသာမဟုတ်ဘူးအရူပဘုံမှာဖြစ်နေတဲ့စိတ်42ခုနော်အဲ့ဒီ42ခုစလုံးကလည်းပဲသူကရုပ်တွေကိုမဖြစ်စေနိုင်ဘူးအဲ့ဒီ42ခုဟာဘုန်းဘုန်းတို့ဒီပကိန်းပိုင်းလေ့လာခဲ့စဉ်ခါကာလတုန်းကဝတ္ထုသင်္ကားမှာလေဝတ္ထုသင်္ကားမှာဒွေစတ္တလီတာအဲ့ဒါ42ပါးအဲ့ဒီဒွေစတ္တလီတာအရာပဲအဲ့ဒီ42ပါးသောစိတ်တရားလည်းပဲအရူပဘုံမှာဖြစ်ခိုင်းရုပ်တရားတွေကိုမဖြစ်စေနိုင်ဘူးပြည့်ရူပဘုံကာမဘုံတွေမှာဖြစ်တယ်ဆိုလို့ရှိရင်တော့သူကရုပ်တရားတွေကိုဖြစ်စေနိုင်တယ်အရူပဘုံမှာဖြစ်ခိုက်အရူပဘုံမှာဖြစ်တယ်ဆိုလို့ရှိရင်ဒီ42ခုသောစိတ်တွေရုပ်တရားတွေကိုသူကမဖြစ်စေနိုင်ဘူးလို့ဆိုလို့တယ်အဲ့ဒါအရူပဝိပက်၄ခုသာမကဘူးဒီ42ခုသောစိတ်တရားလည်းပဲရုပ်တရားတွေကိုမဖြစ်စေနိုင်ဘူးပေါ့နော်နောက်တစ်ခုကဒွေပြင်စဝိညာဉ်30ဘာကြောင့်ရုပ်ကိုမဖြစ်စေနိုင်တယ်လဲပေါ့နော်ဒွေပြင်စဝိညာဉ်30ကဇံမဲ့ခင်ဖိတ်တွေနဲ့မရှင်လို့စိတ်အင်္ဂါအားနေတဲ့အတွက်ကြောင့်ရုပ်ကိုမဖြစ်စေနိုင်ဘူးတဲ့အဲ့တော့ဇံမဲ့ခင်နော်ဇံမဲ့ခင်ခိတ်တွေနဲ့မရှင်တဲ့အတွက်ကြောင့်ဇံမဲ့ခင်ခိတ်တွေနဲ့မရှင်တဲ့အတွက်ကြောင့်ဘာဖြစ်တဲ့လဲရုပ်တရားတွေကိုသူကမဖြစ်စေဘူးလို့ကျွန်တော်ဒီလိုပြောတာအဲ့တော့ဒါကဒီလိုပြောတော့ဩဇာပြန်အာယုံပြုတ်ခြင်းမှရမယ်စိတ်ရှင်စေတသိက်ရှင်စေတသိက်ပိုင်းမှာဘုံဘုံတို့စိတ်ရှင်စေတသိက်ရှင်တွေလေ့လာခဲ့တယ်အဲ့ဒီမှာဇံနော်ပထမဦးဆုံးဇံကိုတစ်ချက်အာယုံပြုတ်ကြည့်လိုက်ဇံမှာပထမဇံဒုတိယဇံတတိယဇံသရုတ်ဇံပြင်စမဇံစသည်ဖြင့်ပထမဇံမှာစိတ်ပေါင်းဘယ်နှပါးရှင်လဲ55ပါးနော်55ပါးအဲ့ဒီ55ပါးမှာ55ပါးဘာတွေလဲဆိုတော့ဒွေပြင်စဝိညာဉ်30ကျင်နော်ကာမစိတ်44ပါးရဲ့နောက်ပြီးတော့ဝိတ္တကျင်တဲ့စေတသိက်ဘာဖြစ်တယ်လဲဝိတ္တကျင်တဲ့ကျန်တဲ့စေတသိက်တွေနော်ကာမစိတ်44ပါးဒွေပြင်စဝိညာဉ်30ကျင်ကာမစိတ်44ပါးရဲ့နောက်ပထမဇန်စိတ်7ပါးရဲ့ပေါင်း55ပါးနော်အဲ့ဒီ55ပါးသောစိတ်တွေရှင်းတယ်ဆိုတော့ကဲကြည့်ဇန်တွေထဲမှာပထမဇန်ဒုတိယဇန်တတိယဇန်သရုတ်ဇန်ပြင်စမဇန်ပေါ့အဲ့ဒီဇန်တွေအားလုံးမှာဒွေပြင်သဝိညာဉ်30ကိုဖယ်ထားပါခဲ့တယ်ဒွေပြင်သဝိညာဉ်30မပါဘူးအဲ့ဒါကြောင့်မလို့အားကောင်းတဲ့ဒီဇန်စိတ်တွေမှာလည်းဒွေပြင်သဝိညာဉ်30မရှင်းဘူးနောက်တစ်ချက်ကဇာနေနော်မက်ကင်တဲ့မက်ကင်ဆိုလားမက်ကင်8ပါးကိုကြည့်လိုက်မက်ကင်8ပါးဘာတွေလဲတမာဒိဋ္ဌိတမာသင်္ကပ္ပတမာဝါစာတမာကမ္မန္တတမာဇီဝတမာဝါယမတမာတတိတမာသမာဓိအဲ့ဒီတွေမှာအလုံးကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်လည်းပဲနော်တမာဒိဋ္ဌိတဲ့နော်တမာဒိဋ္ဌိကအရာကောက်တော့ဘာရလဲပညာနော်
ပညာဆိုတာကဘုံဘုံတို့စေတသိက်ပိုင်းထဲမှာပညာရှင်တဲ့စေတသိက်ပညာရှင်တဲ့စိတ်ပေါင်းဘယ်လောက်ရှိလဲ48ပါးဟုတ်လားဘုံဘုံတို့အဖြေမစောင်းတော့အဖြေစောင်းမနေ့ကအောင်ဆုံးမိမှာမဟုတ်အဲ့ဒါကိုယ့်ကိုယ်ပဲဖြေလိုက်တော့မယ်နော်အဲ့ဒါပညာရှင်တာစေတသိက်48ပါးအဲ့48ပါးကသူကဉာဏ်နေကြီးပဲတန်ပယုတ်တွေကြီးပဲဝိပယုတ်မှာပညာမရှိဘူးဒါကြောင့်မလို့အာယေစိတ်18ပါးလို့ခေါ်တဲ့ဒွေပင်စဝိညာဉ်30ကလည်းပဲသူကညာနာဝိပယုတ်တွေဖြစ်တဲ့အတွက်ကြောင့်ပညာမပါဘူးတမာဒိဋ္ဌိမရှိဘူးပေါ့ကွယ်အဲ့တော့တမာသင်္ကပ္ပဝိတေနော်တမာသင်္ကပ္ပဝိတေနောက်ပြီးတော့တမာဝါစာဘာတွေတဲ့လဲနော်တမာဝါစာကဝိရတိဆိုတဲ့စိတ်3ပါးဝိရတိဆိုတဲ့စိတ်3ပါးကလည်းပဲသူကမာကုသိုလ်စိတ်တည်နော်အဲ့ဒါတွေမှာပဲသူကရှင်းတာလေအဲ့ဒီမှာပဲသူကရှင်းတာနောက်ရူပဝဒရစိတ်တချို့တဝက်တွေအဲ့မှာပဲရှင်းတဲ့အခါကျတော့သူဒီလည်းပဲတွေ့ပင်စဝိညာဉ်30မှာသွားမရှင်းဘူးဒါကြောင့်မလို့တွေ့ပင်စဝိညာဉ်30ပြီးမက်ခင်မထိုက်ဘူးပေါ့နောက်ပြီးတော့ခေတုတဲ့ဟိတ်တဲ့နော်ဟိတ်ကိုလည်းကြည့်လိုက်အောင်လောဘဒေါသမောဟအလောဘအဒေါသအမောဟလောဘဒေါသ3ခုစလုံးလောဘဒေါသမောဟ3ခုစလုံးကအကုသိုလ်စိတ်မှာပဲရှင်းတယ်အလောဘအဒေါသအမောဟ3ခုစလုံးကကုသိုလ်ဝိပက်ကရိယာတွေမှာပဲရှင်းတယ်ပြောရင်သောပနာစိတ်တွေမှာပဲရှင်းတယ်ပေါ့ကွယ်အာယစိတ်မှာမရှင်းဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဒွေပင်စဝိညာဉ်30ကလည်းပဲသူကမက်ခင်မထိုက်ဘူးဟိတ်မထိုက်ဘူးအဲ့ဒီလိုအင်္ဂါကောင်းတယ်နော်စိတ်ဆွမ်းအင်ကောင်းတယ်ဇန်တို့လိုမက်ခင်တို့လိုဟိတ်တို့လိုမှာမဖြစ်တဲ့အတွက်ကြောင့်ဒီဒွေပင်စဝိညာဉ်30ကလည်းပဲသူကရုပ်ကိုမဖြစ်စေနိုင်ဘူးလို့သူကဒီလိုသုံးတယ်ဒီလိုပြောတယ်ပေါ့နော်အဲ့ဒါကစိတ်ရှင်စရသိရှင်တွေပြန်အာယုံပြုတ်ခြင်းနားလည်လာလိမ့်မယ်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကသမုတ်စီပိုင်းရောက်လို့ရှိရင်ဒါမျိုးတွေတွေ့ရအောင်မယ်အဲ့ခါကျတော့လည်းပို့ပြီးတော့နားလည်လာပါလိမ့်မယ်အခုကတော့ဒီတိုင်းပဲမှာဇန်နော်ဟိတ်ဇန်ရဲ့မက်ကင်ရဲ့ဟိတ်ရဲ့တဲ့နော်အဲ့ဒါတွေနဲ့မရှင်လို့စိတ်ရင်ကချွတ်တဲ့အတွက်ကြောင့်ဒီဒွေပင်သဝိညာဉ်30ကရုပ်ကိုမဖြစ်စေနိုင်ဘူးလို့ဒီလိုမှတ်အဲ့တော့ဘုံဘုံတို့ငယ်ငယ်တုန်းကတော့ဘုန်းကြီးကသူကဒီတိုင်းပြောတာပဲဇန်မက်ကင်ဟိတ်တို့နဲ့အတူတူကမဖြစ်တဲ့အတွက်ကြောင့်ဒွေပင်သဝိညာဉ်30ကရုပ်ကိုမဖြစ်စေနိုင်ဘူးလို့သူကဒီလိုပဲပြောလိုက်တာခလေးဆိုတော့သူဒီလိုပဲပြောမှာအကျယ်အခုနဘုံဘုံပြောခဲ့သလိုနော်နည်းနည်းလေးစဉ်းစားတတ်လောက်အောင်ဘာကြောင့်ဇန်ဒီနဲ့မရှင်တာလဲဆိုတာကိုအဲ့ဒီဘုန်းကြီးကမပြောဘူးဆိုတာလဲကလေးဆိုတော့အဲ့လောက်ကြီးပြောရင်လည်းနားတွေအကုန်ရှုပ်ကုန်မှာသူလို့မပြောရပဲနေတယ်နောက်ပိုင်းကျတော့နည်းနည်းလေးသမုတ်စီပန်ရောက်သွားတဲ့အခါကျတော့လည်းပဲနားလည်သွားတာပါပဲအဲ့တော့အဲ့ဒီလိုမျိုးစိတ်အင်္ဂါချွတ်တဲ့အတွက်ကြောင့်ဒီဒွေပင်စဝိညာဉ်30ကရုပ်ကိုမဖြစ်စေနိုင်ဘူးလို့ဒီလိုသုံးတယ်ဒါကတော့ဒီလောကီဖြစ်စဉ်တွေနဲ့နိုင်ရှင်ကြည့်မယ်ဆိုလို့ရှိရင်လည်းနိုင်ရှင်ကြည့်ပါကွယ်လောကမှာအင်္ဂါခြေလက်နော်အင်္ဂါခြေလက်တွေချွတ်တဲ့သူဟာနော်အင်္ဂါမစုံပေါ့ကွယ်အင်္ဂါခြေလက်တွေချွတ်တဲ့နေတဲ့သူတွေကကိစ္စရတော်တော်များများကိုလေကိစ္စရတော်တော်များများကိုအင်္ဂါခြေလက်ပြည့်စုံတဲ့လူလောက်မြန်မြန်ဆန်ဆန်နဲ့ပြည့်စည်အောင်မဆောင်ရွက်နိုင်ဘူးလေအဲ့ဒီသဘောပဲဒီဒွေပင်စဝိညာဉ်30ကလည်းပဲခုနပြောတဲ့ဇံမက်ကင်ဟိတ်တွေနဲ့အဲ့ဒီစိတ်အင်္ဂါတွေချွတ်တဲ့နေတဲ့အတွက်ကြောင့်ရုပ်ကိုမဖြစ်စေနိုင်ဘူးလို့ဒီလိုပြောတယ်အဲ့ဒါတစ်ချက်ပေါ့နောက်ပြီးတော့ပဋိသန္ဓေစိတ်တွေကရုပ်ကိုမဖြစ်စေနိုင်တဲ့အကြောင်းပေါ့နော်ပဋိသန္ဓေစိတ်တွေကရုပ်ကိုမဖြစ်စေနိုင်တဲ့အကြောင်းအဲ့ဒီထဲမှာဘုံဘာပြောရလဲပဋိသန္ဓေစိတ်တွေကရုပ်ကိုမဖြစ်စေနိုင်တဲ့အကြောင်း၅ချက်ပြတာနော်နံပါတ်1အမိပြုတ်ပြီးဖြစ်တဲ့ခတ္တယဝတ္ထုယုတ်ကအားနည်းနေတယ်အမိပြုတ်ပြီးဖြစ်တဲ့ခတ္တယဝတ္ထုယုတ်ကအားနည်းနေတယ်ပြောချင်တာကအရူပဝိပတ်စိတ်တွေကလွယ်လို့ကြံတဲ့စိတ်တွေဖြစ်ပေါ်လာတော့မယ်ဆိုလို့ရှိရင်နော်ကြံတဲ့စိတ်တွေဖြစ်ပေါ်လာတော့မယ်ဆိုရင်မိယာဝတ္ထုယုတ်တွေရှိရတယ်ဆိုကြပါတော့သက္ကုဝိညာဉ်စိတ်ဖြစ်မယ်ဆိုလို့ရှိရင်လည်းပဲမိယာသက္ကုပတာရယုတ်ရှိရတယ်သောတာဝိညာဉ်စိတ်ဖြစ်တော့မယ်ဆိုလို့ရှိရင်လည်းပဲမိယာသောတာပတာရနာပေါ့နော်အဲ့ဒါတွေရှိရတယ်အဲ့တော့ပဋိသန္ဓေစိတ်ဖြစ်တော့မယ်ဆိုလို့ရှိရင်ထုံးစံအတိုင်းခ
တ္တယဝတ္ထုယုတ်ကိုသူကအမိပြုပြီးဖြစ်ရတော့အဲ့ဒီအချိန်မှာအမိခံရမယ်ခတ္တယဝတ္ထုယုတ်ကလည်းပဲသူကိုယ်တိုင်ကစတင်ပြီးတော့ဖြစ်နေတုံးရှိသေးတာအဲ့ဒါတစ်ချက်ထပ်တွေ့ရမှာနော်အမိခံရမယ်ခတ္တယဝတ္ထုယုတ်ကလည်းသူကိုယ်တိုင်ကစပြီးဖြစ်နေတုံးရှိသေးတယ်နောက်တစ်ချက်စဉ်းစားရမှာကရုပ်တည်းရဲ့သဘောကစဖြစ်နေတော့အချိန်မှာအားနေတယ်အဲ့ဒါနဲ့ထည့်စဉ်းစားရမှာပေါ့နော်အဲ့ဒီလိုမိယာခတရားဝတ္ထုယုတ်တွေကအားနေနေသေးတဲ့အတွက်ကြောင့်ပဋိသန္ဓေစိတ်ကလည်းရုပ်ကိုမဖြစ်စေနိုင်ဘူးတဲ့ဒါကတစ်ချက်ပေါ့ကွယ်ရုပ်နဲ့နာမ်နဲ့ကရုပ်နဲ့စိတ်နဲ့ဟာသူကပြောင်းပြန်ရုပ်ဒီဥပခဏနော်ဥပခဏဆိုတာကဗမာလိုပြောတော့စတင်ပြီးတော့ဖြစ်ပေါ်လာတဲ့ခဏစတင်ပြီးတော့ဖြစ်ပေါ်နောက်ပိုင်းဆိုဥပခဏလို့ပဲသုံးတော့မယ်ရုပ်ဒီဥပခဏမှာအားနေတယ်ထီခဏရောက်မှအားကောင်းတယ်စိတ်ကြတော့သူကဒီလိုမဟုတ်ဘူးစိတ်ကြတော့ဥပခဏမှာအားကောင်းတယ်ထီခဏမှာအားနေသွားတယ်ဘင်ခဏကြတာလုံးဝအားမရှိသလောက်ဖြစ်သွားပြီပေါ့နော်အဲ့တော့ရုပ်ဒီစဥပပခြင်းမှာအားနေတဲ့အတွက်ကြောင့်ဒီခတ္တယဝတ္ထုယုတ်ကလည်းအခုမှပဋိသန္ဓေစတင်ပြီးတော့တည်နေတဲ့အချိန်မှာဒီခတ္တယဝတ္ထုယုတ်ကသူကအားနေနေသေးတယ်ပေါ့နော်အဲ့လိုအားနေနေသေးတဲ့အတွက်ကြောင့်လည်းပဲပဋိသန္ဓေစိတ်ကရုပ်ကိုမဖြစ်စေနိုင်ဘူးလို့ဒီလိုမှတ်ကဒါကတစ်ချက်ပေါ့နောက်တစ်ချက်နံပါတ်2အကြောင်းပြထားတာပါလဲမိယာဖြစ်တဲ့ခတ္တယဝတ္ထုယုတ်ကအခုမှစဖြစ်ကစားမို့တည်တည်ငြိမ်ငြိမ်မရှိသေးဘူးတဲ့ပဋိသန္ဓေဖြစ်တယ်ဆိုတာကပဋိသန္ဓေဖြစ်တာနဲ့တပြိုင်နက်တည်းပဋိသန္ဓေဖြစ်တာနဲ့တပြိုင်နက်တည်းနံပါတ်1ပဋိသန္ဓေစိတ်နော်နံပါတ်2ကာယဘာဝဝတ္ထုတဲ့နော်ကာယဘာဝကာယဓာတကဝတ္ထုဓာတကဘာဝဓာတကဒါအဲ့ဒီရုပ်ပေါင်း30ရုပ်ပေါင်း30ကလလရေကြီးစတဲ့ကလေးကရုပ်ပေါင်း30နဲ့အတူတကွာစိတ်ဆိုတဲ့သဘောတရားကလေးကသူကပါပြီးသားကိုပါဝင်ပြီးသားပေါ့အဲ့တော့အရူပဝိပဿနာကလွယ်လို့ကျန်တဲ့စိတ်တွေဖြစ်ပေါ်လာတော့မယ်ဆိုလို့မိယာဝတ္ထုယုတ်တွေတည်တည်ငြိမ်ငြိမ်မရှိသေးဘူးလို့ပြောတာနော်အဲ့တော့မိယာဖြစ်တဲ့ဟာတရားဝတ္ထုယုတ်ကဖြစ်ခါကြမို့တည်တည်ငြိမ်ငြိမ်မရှိသေးဘူးတဲ့အဲ့ဒါဘာနဲ့တူလဲဆိုတော့အိမ်တောင်ကြခါစားပုံကိုယ်တွေပေါ့နော်အိမ်တောင်ကြခါစားမိဘတွေနဲ့လည်းအတူမနေခြင်းတဲ့အခါကျတော့ဘာဖြစ်တယ်လဲအိမ်ခွဲပြီးတော့တအိုးတအိမ်တီထောင်ကြတယ်အဲ့ဒီပုံကိုယ်တွေကစတင်ပြီးတော့တအိုးတအိမ်တီထောင်တဲ့အစပိုင်းမှာတည်ငြိမ်မှုမရှိသေးဘူးလိုအပ်ချက်တွေများနေသေးတယ်စီးပွားရေးလုပ်ငန်းတွေကလည်းအခုမှလက်ပကစားဖြစ်လို့တည်ငြိမ်အောင်မနေကြိုးစားနေရတဲ့အချိန်ဖြစ်တယ်ပေါ့နော်အိမ်မှာလူဘိုတွေလက်ခံလို့မဖြစ်နိုင်သေးဘူးပေါ့ဒီအတိုင်းပဲဖြစ်ခါစားဖြစ်တဲ့ဥပခါစားဖြစ်တဲ့ခတ္တယဝတ္ထုယုတ်ကလည်းပဲအခုမှဥပခါစားဖြစ်တဲ့အတွက်ကြောင့်စေတသာယုတ်တွေကိုဖြစ်စေနိုင်တော့အောင်အာမကောင်းသေးဘူးပေါ့နော်မတည်ငြိမ်သေးဘူးပေါ့စာလိုပြောတော့သာသတာနေတယပစ္စယတတ္တိနဲ့အမိမခံနိုင်သေးဘူးပေါ့ဒါကြောင့်မလို့သူကလည်းပဲဒါရုပ်ကိုမဖြစ်စေနိုင်ဘူးပေါ့ဒါကနှစ်အချက်အကြောင်းပြတာပေါ့နော်အဲ့တော့သာသတာနေတယပစ္စယတတ္တိနဲ့အမိမခံနိုင်သေးဘူးတော့ဒါစာသုံးဖြစ်သွားတယ်အဲ့ဒီစာသုံးကဘယ်ရောက်မှနားလည်မလဲဆိုတော့ပစ္စည်းပိုင်းရောက်မှနားလည်လိမ့်မယ်အခုကတော့နည်းနည်းအမြည်သဘောအနေနဲ့ပြောထားတာပေါ့နော်ပစ္စည်းပိုင်းရောက်ရင်နားလည်မယ်နောက်ပိုင်းပဋ္ဌာန်းတွေဘာတွေလေ့လာတဲ့အခါပို့ပြီးနားလည်သွားလိမ့်မယ်နောက်ပြီးတော့နံပါတ်3အကြောင်းပြချက်နံပါတ်3အကြောင်းပြချက်ကပုရိဇာတစသောအကြောင်းအထောက်ပံ့ချွတ်တဲ့ခြင်းတဲ့နော်အဲ့ဒါဘာပြောတာလဲဆိုတော့ပဋိသန္ဓေစိတ်ဖြစ်ပေါ်လာတဲ့နော်ပဋိသန္ဓေစိတ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဖြစ်လာတဲ့ဘဝင်စိတ်တွေရှိတယ်ပဋိသန္ဓေစိတ်ဖြစ်ပြီးလာတဲ့နောက်ပိုင်းမှာဖြစ်လာတဲ့ဘဝင်စိတ်တွေရှိတယ်ဘုံဘုံတော့ဟိုဝီထိမုတ်ပိုင်းတော့လားဝီထိပိုင်းတော့လားဝီထိမုတ်ပိုင်းနဲ့တင်တယ်နော်အဲ့မှာမရဏတဏဝီထိတွေလေ့လာခဲ့တယ်လေ
မရဏတဏဝိသီတွေလေ့လာကြရတာသုတိပြတဲ့နောက်ဘာတန်းဖြစ်တယ်လဲပဋိသန္ဓေတန်းဖြစ်တယ်ပဋိသန္ဓေစိတ်ဖြစ်ပြတာနဲ့တပည့်နဲ့နောက်တော့ဘာသိမှမဖြစ်တော့သိမှဖြစ်တော့နဲ့ဘဝင်ဆိုပြီးတော့သူကဒီလိုပဲတန်းသွားတာအဲ့တော့ဒါကြောင့်မလို့ဒီမှာလည်းပဲဘုံသုံးတယ်ပဋိသန္ဓေစိတ်ဖြစ်ပြတဲ့နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ဘဝင်စိတ်တွေဟာကံကြောင့်ဖြစ်တဲ့အတွက်ကြောင့်တည်ငြိမ်မှုမရှိသေးတာအမှန်ပဲဒါမလို့သူ့ရဲ့ရှေ့ကဖြစ်တဲ့ပဋိသန္ဓေစိတ်ကပထမဘဝင်စိတ်ကိုအနန္တရပစ္စည်းနဲ့သူကကျေစုပြုနိုင်တယ်နံပါတ်1နော်ပဋိသန္ဓေစိတ်ကသူ့ရဲ့နောက်မှာဖြစ်တဲ့ပဋိသန္ဓေပြီးတာနဲ့ပဋိသန္ဓေစိတ်ဖြစ်ပြီးတာနဲ့သူကဘဝင်စိတ်တန်းဖြစ်တာကိုသူကဂျားထဲမှာအကြားမရှိဘူးအကြားအလတ်မရှိဘူးအဲ့တော့ပဋိသန္ဓေစိတ်ကပထမဘဝင်စိတ်ကိုအနန္တရပစ္စယပတ္တိနဲ့သူကကျေစုပြုနိုင်တာရဲ့ပဋိသန္ဓေစိတ်နဲ့အတူဖြစ်တဲ့ခတ္တယဝတ္ထုယုတ်ကပုရိသတာပစ္စယတတ္တိနဲ့ကျေစုပြုပေးနိုင်တာရဲ့အဲ့ဒါတွေကြောင့်ပထမဘဝင်စတဲ့စိတ်တွေဟာအဲ့ဒီအချိန်မှာအာကောင်းမောင်းတန်ဖြစ်နေကြပြီဒါကြောင့်ပထမဘဝင်စသောစိတ်တွေဟာရုပ်ကိုဖြစ်စေနိုင်ကြတယ်နော်ကဲဟုတ်ပြီပဋိသန္ဓေစိတ်ကြတော့သူကဒီလိုမဟုတ်ဘူးပဋိသန္ဓေစိတ်ကြတော့သူကဒီလိုမဟုတ်ဘူးသူကဘဝတစ်ခုမှာပထမဦးဆုံးဖြစ်တဲ့စိတ်ဖြစ်တယ်ပဋိသန္ဓေစိတ်ဆိုတာသူရဲ့ရှေ့မှာနော်ပဋိသန္ဓေစိတ်ရဲ့ရှေ့ပိုင်းပဋိသန္ဓေစိတ်ရဲ့ရှေ့ပိုင်းကဘာတွေရှိလဲပဋိသန္ဓေစိတ်ရဲ့ရှေ့ပိုင်းဟာဘုန်းဘုန်းတို့ဒီမရဏတဏဝိသီကိုပြန်အာယုံပြုကြည့်မရဏတဏဝိသီမှာသုတိပြီးတော့ဘာလာတဲ့လဲပဋိသန္ဓေလာတယ်မလားအဲ့ကကြတော့ပဋိသန္ဓေရဲ့ရှေ့ပိုင်းမှာသုတိစိတ်ပဲရှိတယ်သုတိစိတ်ဆိုတာလုံးဝရုပ်ကိုဖြစ်စေတာမဟုတ်ဘူးလေလုံးဝရုပ်ကိုဖြစ်စေတာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ပဋိသန္ဓေပထမပဋိသန္ဓေစိတ်ရဲ့ရှေ့မှာရုပ်ကိုဖြစ်စေနိုင်တဲ့စိတ်တွေမဖြစ်ပေါ်သေးဘူးမရှိသေးဘူးဒီလိုနော်ရှေ့စိတ်ရဲ့စာလို့ပြောတော့ပုရိသတာပစ္စည်းစတဲ့အကြောင်းအထောက်ပံ့မရှိသေးဘူးပေါ့ရှေ့ရစိတ်ရဲ့အကြောင်းအထောက်ပံ့ရှေ့ရစိတ်ရဲ့ကျေစုပြုတာကိုဒီပဋိသန္ဓေစိတ်ကသူကမခံရသေးဘူးအဲ့လိုမခံရသေးတဲ့အတွက်ကြောင့်နော်အဲ့ဒါလည်းအကြောင်းပါတယ်နောက်ပြီးတော့အနန္တရပစ္စည်းအနေနဲ့လည်းအခြားစိတ်တွေကကျေစုမပြုနိုင်သေးလို့အခြားစိတ်တွေကိုကျေစုမပြုနိုင်သေးလို့အလွန်အားနည်းနေသေးတယ်ဒါကြောင့်မလို့ပဋိသန္ဓေစိတ်ကရုပ်ကိုမဖြစ်စေနိုင်ဘူးတဲ့ဒါပြောတာအဲ့ဒါကဒီတိုင်းပဲဘုံကပြောလိုက်တာလေတိတ်နားလဲကြမှာမဟုတ်ဘူးပဋ္ဌာန်းတက်တဲ့ခါကျတော့အနန္တရပစ္စည်းကိုလေ့လာတဲ့ခါကျတော့မှနားလည်မယ်ဒါပေမဲ့ဘုံကပြောခဲ့တယ်ဝိသီမုတ်ပိုင်းထဲမှာဘုံတို့လေ့လာခဲ့တယ်မရဏတဏဝိသီကိုပြန်ကြည့်ပြန်အာယုံပြည့်လို့ရှိရင်သုတိနောင်ပဋိသန္ဓေကတန်းဖြစ်တဲ့အခါကျတော့ပဋိသန္ဓေစိတ်ပြီးနော်ရုပ်ကိုဖြစ်စေဖို့အတွက်သူ့ရှေ့ကဘာစိတ်မှမရှိခဲ့ဘူးသုတိစိတ်ဆိုတာကလည်းပဲရုပ်ကိုဖြစ်စေတာမဟုတ်ဘူးအဲ့တော့ရှေ့ကစိတ်ရဲ့ကျေစုပြုမှုကိုသူကမခံရတဲ့အတွက်ကြောင့်ဟောဒီပဋိသန္ဓေစိတ်ကလည်းပဲသူကဘာဖြစ်တယ်လဲရုပ်ကိုမဖြစ်စေနိုင်ဘူးတဲ့နော်ဒါကြောင့်ပဋိသန္ဓေစိတ်ကရုပ်ကိုမဖြစ်စေနိုင်ဘူးဒါကအကြောင်းပြချက်3ပေါ့နော်အကြောင်းပြချက်4ကဘုံဘာပြောလဲအကြောင်းပြချက်4ကဘဝအပစ်တစ်ခုနော်ဘဝအပစ်ကအခုမှစဖြစ်ကစားမို့ပဋိသန္ဓေဟာပဋိသန္ဓေစိတ်ဟာနော်ပဋိသန္ဓေဟာဆိုအဲ့လိုဖြစ်တယ်နော်ပဋိသန္ဓေစိတ်ဟာပုံစံမျိုးဖြစ်နေတယ်တဲ့နော်အဲ့တော့ပဋိသန္ဓေစိတ်ဟာပေါ့နော်ဒီလိုမျိုးယူရမှာပေါ့အဲ့တော့ပဋိသန္ဓေစိတ်ဟာပုံစံမျိုးဖြစ်နေတယ်ဆိုတော့ဆိုတာကပြီးတဲ့အတိုင်းပဲလေဆိုတာအင်ရှင်လို့မဟုတ်ဘူးပေါ့သူ့မှာဘာမှလုတ်ပိုင်ခွင့်မရှိဘူးနော်ပိုင်ဆိုင်မှုလည်းဘာမှမရှိဘူးပေါ့အခြားတွေကိုလည်းလက်ခံပိုင်ခွင့်လည်းသူ့မှာမရှိဘူးပေါ့နော်ဒီတိုင်းပဲပဋိသန္ဓေစိတ်ဟာလည်းပဲသူကိုယ်တိုင်ကဖြစ်နေလို့အပြစ်ဖြစ်တဲ့စေတသာရုပ်တွေကိုဖြစ်ပေါ်လာအောင်လှုပ်ပေးနိုင်ခွင့်မရှိသေးဘူးဒါကတစ်ချက်ပေါ့နော်၄ချက်ပေါ့နောက်နံပါတ်5ကပဋိသန္ဓေစိတ်ကစေတသာရုပ်တွေကိုဖြစ်စေနိုင်တဲ့ဆွမ်းအားတတ္တိတွေကိုကမ္မဇရုပ်တွေကိုပေးလိုက်ရတယ်တဲ့ဒီလိုမျိုးပြောတယ်
အဲ့တော့ပဋိသင်္ဍေစိတ်ကစိတ္တဇယုတ်တွေကိုဖြစ်စေနိုင်တဲ့သောတတ္တိတွေကိုကမ္မဇယုတ်တွေကိုပေးလိုက်ရတယ်ဆိုတာကဒီလိုပဋိသင်္ဍေစိတ်ဖြစ်ပြီးတဲ့နောက်ပိုင်းကစလို့သေဆုံးကွယ်လွန်တဲ့အချိန်အထိစိတ်စေတသိက်တွေကစိတ္တဇယုတ်တွေကိုသာဇတာပစ္စယတတ္တိနဲ့သူကထုတ်လုပ်ပေးလိုက်တယ်နော်ထုတ်လုပ်ပေးလိုက်တယ်ဆိုတာဖြစ်စေလိုက်တယ်ပေါ့ကွယ်ပဋိသင်္ဍေစိတ်ကလည်းအလားတူပဲသာဇတာပစ္စယတတ္တိနဲ့ကမ္မဇယုတ်တွေကိုထုတ်လုပ်ပေးလိုက်ပြီးဖြစ်တယ်ပေါ့နောက်ထပ်စေတစာရုပ်တွေကိုထုတ်လုပ်ပေးနိုင်ဖို့အတွက်စွမ်းအားသူ့မှာမရှိတော့ဘူးနော်အဲ့ဒါကြောင့်မလို့ပဋိသင်္ဍေစိတ်ကလည်းပဲစေတစာရုပ်တွေကိုမဖြစ်စေနိုင်ဘူးတဲ့စိတ်ကစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကိုစေတစာရုပ်တွေကိုမဖြစ်စေနိုင်ဘူးတဲ့ဒီလိုပြောတယ်အဲ့ဒါကနံပါတ်5အချက်ပေါ့နော်ပြန်ပြောပြန်နောက်တစ်ခါပဋိသင်္ဍေစိတ်ဖြစ်ဖြစ်တဲ့နောက်ပိုင်းမှာနော်လူတွေဟာပြဆုံးကွယ်လွန်တဲ့အချိန်အထိကိုယ့်ရဲ့တန်တန်မှာဖြစ်နေတဲ့စိတ်စရသိက်တွေဟာကိုယ့်ရဲ့တန်တန်မှာတွင်ပဲကိုယ့်ရဲ့တန်တန်မှာပဲစေတသာရုပ်တွေကိုသူကဖြစ်စေတယ်ဗောနော်ထုတ်လုပ်ပေးလိုက်တယ်ဗောပဋိသင်္ဍေစိတ်ကလည်းပဲအလားတူပဲသာဇာတာပစ္စယတတ္တိနဲ့ကမ္မဇရုပ်တွေကိုသူကဖြစ်စေလိုက်ပြီးထုတ်လုပ်ပေးလိုက်ပြီးဗောနော်နောက်တာစေတသာရုပ်တွေကိုထုတ်လုပ်ပေးဖို့စွန့်ရင်မရှိတော့ဘူးဒီလိုဆိုလို့တယ်ဒါကြောင့်မလို့ပဋိသင်္ဍေစိတ်ကလည်းပဲစေတသာရုပ်တွေကိုမဖြစ်စေနိုင်ဘူးတဲ့ဒီလိုမှတ်ပါနော်ရုပ်တွေကိုမဖြစ်စေနိုင်ဘူးပေါ့ဒီသဘောတရားတွေကနောက်ပိုင်းပစ္စည်းပိုင်းကိုလေ့လာလို့ချင်းဒါသိပါလိမ့်မယ်အခုပြောခဲ့တဲ့အကြောင်းတရားတွေကြောင့်နော်အခုနပြောခဲ့တဲ့အကြောင်းတရား1 2 3 4 5ပေါ့နော်အဲ့ဒီအကြောင်းတရား5မျိုးကြောင့်ပေါ့ပဋိသင်္ဍေစိတ်ကရုပ်ကိုမဖြစ်စေနိုင်ဘူးလို့ဒီလိုမှနောက်ပြီးတော့ဒီပဋိသင်္ဍေစိတ်ပါမဟုတ်ဘူးပဋိသင်္ဍေစိတ်တင်ပဲမဟုတ်ဘူးဖရာယန္တာတွေရဲ့သုတိစိတ်ကလည်းပဲဒီလိုပဲသူတို့ကရုပ်ကိုမဖြစ်စေဘူးပေါ့နော်ဒီလိုမှတ်ကြမယ်ဘာဖြစ်လို့ဖရာယန္တာတွေရဲ့သုတိစိတ်ကရုပ်ကိုမဖြစ်စေတာလဲဆိုတော့နောက်ဘဝမရှိတော့ဘူးလေနောက်ဘဝမရှိတော့ဘူးနောက်ဘဝကိုဖြစ်စေနိုင်တဲ့အဝိဇ္ဇာတဏှာကိုလည်းပဲအပိအတပယ်တတ်လိုက်ကြပြီပေါ့ဒီဖရာနဲ့ယန္တာတွေဒါကြောင့်မလို့သူတို့ရဲ့သုတိစိတ်ကလည်းပဲရုပ်တရားတွေကိုမဖြစ်စေဘူးပေါ့နော်ဒါလည်းသူတို့ရဲ့သုတိစိတ်မှမဟုတ်ပါဘူးတန်တဲ့တခြားသောတတဝါတွေရဲ့သုတိစိတ်လည်းပဲရုပ်ကိုမဖြစ်စေပါဘူးအဲ့ဒါကတော့သိမထူးဆန်းဘူးပေါ့နော်ဒါမဲ့လို့စာပေမှာပါလို့ဒါထည့်ပြောလိုက်တာနောက်အရိယာပုဂ္ဂိုလ်လည်းပဲခံမြဲစေဖို့တဲ့ဒီနေရာမှာဘုံဘုံကလဲဆိုတဲ့စကားလုံးတစ်ခုသုံးထားတယ်လဲဆိုတာကရှစ်လူကိုဆွဲယူတာလေဆိုကြပါစို့သူလဲပဲပါတယ်ဆိုလို့ရှိရင်ဟိုကောင်လဲသွားတယ်နှစ်ယောက်ရှိတဲ့ထဲကမောင်ဖြူလဲသွားတယ်လို့ပြောလို့ရှိရင်မောင်ဝါလဲသွားတယ်လို့အဓိပ္ပာယ်ထွက်တယ်အဲ့တော့ဒီလိုမဟုတ်ပဲနဲ့မောင်ဖြူပဲသွားတယ်ဆိုလို့ရှိရင်မောင်ဝါမသွားဘူးစကလုံးကဒီလဲပြီးဒါသမုတ်စီလို့ဘုံတို့စာပေမှာသုံးတယ်သရာပါဠိသရာတွေမှာလေအဲ့တော့ဒီမှာလည်းပဲဘုံလဲဆိုတဲ့စကလုံးကိုထည့်သုံးတာပေးတယ်အရိယာပုဂ္ဂိုလ်လည်းခံမြဲစေဖို့တဲ့နော်အရိယာပုဂ္ဂိုလ်လည်းခံမြဲစေဖို့တဲ့အဲ့ဒါခံမြဲစေတယ်လို့ပဲပြောတာဖြစ်စေတယ်လို့မပြောဘူးနော်အဲ့ဒါရုပ်ကိုဖြစ်စေနိုင်တယ်နော်ရုပ်ကိုဖြစ်စေနိုင်တယ်85ပါးသောစိတ်တွေထဲမှာအပ္ပနာဇော26ခုကအရိယာပုဂ္ဂိုလ်ခိုင်မြဲစေတယ်အထောက်ပံ့ပေးတယ်တောင့်တင်းခိုင်မာစေတယ်အဲ့ဒါအရိယာပုဂ္ဂိုလ်သာမဟုတ်ဘူးနော်ရုပ်တံမြညာကိုလည်းဖြစ်စေတယ်နော်ရုပ်တံမြညာကိုလည်းအရိယာပုဂ္ဂိုလ်ခိုင်မြဲစေတယ်ရုပ်တံမြညာကိုဖြစ်စေတယ်ဒါမဲ့လို့ဒီအပ္ပနာဇော26ခုကတော့အရိယာပုဂ္ဂိုလ်ဖြစ်စေနိုင်တာတော့မဟုတ်ဘူးဒီလိုတော့ရှင်းရှင်းလင်းလင်းမှတ်ရမယ်ပေါ့နော်အဲ့တော့အပ္ပနာဇော26ခုနော်အပ္ပနာဇော26ခုကိုဘုံဘုံတို့3ရိုး3ချိန်ကတော့အပ္ပနာဇောသဗ္ဗိတာဆိုပြီးတော့ဒီလိုသုံးတယ်အပ္ပနာဇော26ခုဒီလိုကတော့အပိတ်မသုံးကြဘူးများသောအားဖြင့်ပါဠိသင်္ချာနာမည်ပဲယူသုံးကြတယ်
အပနာဇောသဗ္ဗိတာဆိုတာသဝိတာပဲလေဝါကိုဘာပြုတာအဲ့ဒါသဗ္ဗိတာဆိုတာဆိုတာဘယ်လောက်လဲ6ဝိတာဆိုတာက20နော်အဲ့ဒါပါဠိပြန်ချာတွေလည်းလေ့လာထားကြအောင်အဲ့ဒါဆိုတာက6ဝိတာဆိုတာက20ဆိုတာ620ဖြစ်တာပေါ့နော်620ဖြစ်တဲ့အခါကျတော့ပိဋကတင်ချာဆိုတာဘုံဘုံဝိသိမုတ်ပိုင်းနတ်เป็ดတန်းတွေတွက်တော့ပိဋကတင်ချာဘုံဘုံပြောတာခဲ့တယ်လေပိဋကတင်ချာဆိုတာဘယ်လိုယူရတာလဲပြောင်းပြန်ယူရတာနော်ပိဋကတင်ချာဆိုတာပြောင်းပြန်ယူရတာအဲ့တော့620ဆိုတော့ပြောင်းပြန်လဲလိုက်တဲ့အခါကျတော့26ဖြစ်သွား26ဖြစ်သွားတယ်အဲ့ဒါမလို့အပနာဇောသဗ္ဗိတာနော်အဲ့ဒါသဗ္ဗိတာအရှင်ဘုရားအဲ့ဒါဝိတာက20လို့ပြောလို့ရှိရင်သဝိတာလို့မခေါ်ဘဲနဲ့ဘာဖြစ်လို့သဗ္ဗိတာလို့ပြောရတာလဲဒီနေရာမှာပါဠိဂရမနေရသူကဝါကိုဘာပြုတာဝါကိုဘာလက်ချရေးထားတာပေါ့နော်အဲ့ဒါတရားမလို့သဗ္ဗိတာဖြစ်သွားတယ်အဲ့ဒါဒီအပနာဇောသဗ္ဗိတာတဲ့ကဲဟုတ်ပြီအပနာဇောသဗ္ဗိတာကအရိယပုဂ္ဂိုလ်ခိုင်မြဲစေတယ်နော်ဒါဆိုလို့ချင်းအပနာဇောသဗ္ဗိတာဆိုတာဘာလဲအပနာဇောသဗ္ဗိတာဆိုတာဘာလဲဆိုတော့ပကိန်းတိုင်းမှာဘုံဘုံတို့ဇောစိတ်တွေဘယ်နှပါလေ့လာခဲ့လဲ55ပါးဟုတ်လားဇော55ပါးအဲ့ဒီဇော55ပါးကနော်အကုသိုလ်ဇောတွေပါတယ်ကာမဇောတွေပါတယ်နော်ရူပဇောအရူပဇောလောကုတ္တရာဇောတွေပါတယ်အဲ့ခါကျတော့ဒီမှာသူကသုံးတာကအပနာဇောဆိုတော့အပနာဇောဆိုတော့ဇန်ထိုက်တဲ့ဇောတွေပဲဇန်ထိုက်တဲ့စိတ်တွေပဲသူကဇောဖြစ်မှာအပနာဇောဆိုတာဇန်ထိုက်တဲ့စိတ်တွေကိုပြောတာလေဇန်ထိုက်တဲ့စိတ်တွေဇောတွေကိုပြောတာအဲ့ခါကျတော့အပနာဇောသဗ္ဗိတာဆိုလို့ရှိရင်ဇန်ထိုက်တဲ့စိတ်တွေကိုပဲယူမှာဆိုလို့ရှိရင်နော်ယူမှာဆိုလို့ရှိရင်အကုသိုလ်စိတ်လည်းမပါနိုင်ဘူးနော်အကုသိုလ်စိတ်12ခုလုံးမပါနိုင်ဘူးအာဟိစိတ်18ခုလုံးမပါနိုင်ဘူးနောက်ပြီးတော့ကာမဝဇ္ဇရသောပနာစိတ်24ပါးစလုံးလည်းမပါနိုင်ဘူးအဲ့တော့ကျန်တာကဘာကျန်လဲရူပစိတ်အရူပစိတ်လောကုတ္တရာစိတ်ဒါပဲကျန်တယ်အဲ့ဒီရူပစိတ်အရူပစိတ်လောကုတ္တရာစိတ်အလုံးကဇောထိုက်သလားဆိုတော့ဇောလဲဇောထိုက်တဲ့ဥစ္စာရှိတယ်လို့မထိုက်တဲ့ဥစ္စာလည်းရှိတယ်ဝိပဿစိတ်တွေဆိုလို့ရှိရင်ရူပဝိပဿအရူပဝိပဿတွေဆိုလို့ရှိရင်ဇောမထိုက်ဘူးနော်လောကုတ္တရာဆိုလို့ရှိရင်တော့ဖို့စိတ်၄ပါးဇောထိုက်တယ်အဲ့ဒါဝိပဿစိတ်ထဲမှာဇောထိုက်တာအဲ့ဒီလောကုတ္တရာဖို့စိတ်၄ပါးပဲရှိတယ်ကျန်တဲ့ဝိပဿစိတ်တွေဇောမထိုက်ဘူးအဲ့ဒါဆိုလို့ရှိရင်ရူပဝိပ္ပအရူပဝိပ္ပတွေကဇောမထိုက်တဲ့အတွက်ကြောင့်ရူပဝိပ္ပအရူပဝိပ္ပကိုဘေးဖယ်လိုက်ကျန်တာကဘာကျန်လဲရူပကုသိုလ်ဘယ်နှပါလဲ5ပါးနော်ရူပကုသိုလ်5ပါးနောက်ပြီးတော့အရူပဝဇ္ဇရကုသိုလ်5ပါးပေါင်းလိုက်တော့ဘယ်လောက်လဲ30ရူပဝဇ္ဇရကုသိုလ်5ပါးရူပဝဇ္ဇရကရိယာ5ပါးပေါင်းလိုက်တော့30အလားတူစွာပဲအရူပဝဇ္ဇရကုသိုလ်4ပါးကရိယာ4ပါးပေါင်းလိုက်တော့10ပါး18ပါးနောက်ပြီးတော့လောကုတ္တရာစိတ်8ခုပေါင်းလိုက်တော့26ခုအဲ့ဒီ26ခုကိုအပ္ပနာဇောသဗ္ဗိတာတဲ့ဒီအပ္ပနာဇောသဗ္ဗိတာကအရိယပုဂ္ဂိုလ်ခံမြဲစေတယ်တဲ့ဒါကြောင့်မလို့တရားထိုင်တဲ့အခါမှာနော်အမြင့်ဆုံးကိုလှမ်းပြီးပြောလိုက်မယ်တရားထိုင်တဲ့အခါမှာဇန်ဇောမဲ့ဇောတွေကြားနိုင်လောက်တဲ့အထိနော်စိတ်ဓာတ်အဆင့်တန်းခိုင်မြဲမြင့်မားလာပြီဆိုရင်တနည်းအားဖြင့်ပြောရရင်တမာတိအဆင့်တန်းအလွန်မြင့်လာပြီဆိုရင်အချိန်ကြာကြာထိုင်နေနိုင်တာတချို့ဆိုလို့ရှိရင်9ရက်လောက်တောင်ထိုင်နေတယ်ဆိုတာကလည်းပဲဒီအပ္ပနာဇောသဗ္ဗိပရဲ့စွမ်းအားတွေကြောင့်ပဲဖြစ်တယ်နော်တရားထိုင်နေရင်နဲ့တွန်းလဲလိုက်လို့ချင်းတွန်းလဲထားတဲ့အတိုင်းနေတာပဲနော်အဲ့ဒါမျိုးသူပြောတာအရိယဘုတ်တွေကိုခိုင်မြဲစေတယ်ဆိုတော့အဲ့ဒါပက်လက်လန်ထားလိုက်တော့သူပက်လက်လန်အတိုင်းပဲ5 6ရက်9ရက်သူနေတာပဲဇန်ဇောမဲ့ဇောဒါဇန်ဇောမဲ့ဇောတွေပေါ့နော်
ဇံဇောမဲ့ဇောတွေဖြစ်နေတဲ့အချိန်တော်မဟုတ်ဘူးတရားထိုင်တဲ့အခါမှာရိုးရိုးကာမဝဇ္ဇရပမာဒိတွေအားကောင်းလာရင်တောင်မှပဲအရိယာပုတ်တွေကိုမပြောင်းပဲသူကနေနိုင်တယ်3-4 နာရီထိုင်တာတော့ဘာမှမဖြစ်ဘူးညောင်းညာကြိုက်ခဲမှုတွေမဖြစ်ဘူးအဲ့ဒီအထိသူကဆွမ်းအားကောင်းတယ်ပေါ့နော်ဒါတော့အပ္ပနာဇောတွေမဟုတ်သေးဘူးနော်ရိုးရိုးကာမဝဇ္ဇရဇောတွေပဲရှိသေးတယ်အဲ့ဒါဒီနေရာမှာတော့သူကကာမဝဇ္ဇရဇောတွေကိုသူကထက်မပြောဘူးအပ္ပနာဇောတွေကိုထည့်ပြောတယ်ဒီအပ္ပနာဇောတွေအရိယပုဂ္ဂိုလ်ဘာဖြစ်တယ်လဲအရိယပုဂ္ဂိုလ်တွေကိုခိုင်မြဲစေတယ်တဲ့ရုပ်တံမြညာကိုလည်းပဲဖြစ်စေတယ်လို့ဒီလိုမှတ်ပါနော်ခိုင်မြဲစေတယ်ဆိုတာခုနပြောခဲ့တဲ့အတိုင်းပဲဒီအပ္ပနာဇောသဗ္ဗိတအားကောင်းလာပြီဆိုလို့ရှိရင်ဒီယောဂီပုဂ္ဂိုလ်ဟာ2 နာရီ 3 နာရီ 4 နာရီ 5 နာရီ 6 နာရီ 9 နာရီနော်တချို့ဆိုရင်9 ရက်လောက်ထိုင်နေတာတော့မှဘာမှမရှိဘူးညောင်းမှုညာမှုကိုက်မှုခဲမှုဘာမှမရှိဘူးအဲ့ဒါကိုဒကာကြီးတို့ဒကာမကြီးတို့တရားထိုင်နေတဲ့ပုဂ္ဂိုလ်တွေပိုတော်သိအောင်ပါတလောတော့ဆိုတာကြာတော့ကြာပြီ2 လ 3 လလောက်ရှိသွားပြီအဲ့ဒါဆရာတော်တစ်ပါးနဲ့ဆရာတော်တစ်ပါးဆိုတာဘုန်းဘုန်းတို့စာသင်ဘက်ပါပဲစကားပြောပြတော့သူကအဲ့လိုတရားတွေပါတယ်ဝင်နေတော့တခါတလေကြတော့သူပြောတယ်အမှန်သူပြောတာပါနော်တခါတလေ2 နာရီ 3 နာရီလောက်ထိုင်လဲပဲလူကထိုင်လို့ကောင်းနေတာတဲ့မင်းဘာမှမဖြစ်ဘူးတဲ့အဲ့လိုအိပ်ရပြက်တယ်ဆိုတာဘာလဲမရှိဘူးတဲ့အဲ့လိုအေးအဲ့ဒါမင်းတရားတကူကြောင့်လားမသိဘူးတဲ့အဲ့နဲ့ဘုံဘုံကသူ့ကိုပြောတယ်ဦးစင်းလို့တရားတကူကြောင့်ဖြစ်တာလဲတပိုင်းပဲလို့တပိတော့သင်ထားဖို့တဲ့အဘိဓမ္မာတွေထဲမှာအပ္ပနာဇော26ခုကသူကအရိယာပုဂ္ဂိုလ်သူကခိုင်မြဲစေတယ်လို့ဦးစင်းမတ်တရပြီးရှုတယ်ဆိုလို့ရှိရင်လည်းပဲတမာတိပိတ်အားကောင်းလာပြီဆိုလို့ရှိရင်မတ်တရ24 နာရီနော်တရက်2 ရက်နေလဲဘာမှမဖြစ်ဘူးလို့သူကနဲ့သူညောင်းမှုညာမှုကြိုက်မှုခဲမှုတွေဘာမှပြုပုံမှန်အတိုင်းပဲဖြစ်နေတာဒါကြောင့်မလို့တရားလွန်အားထုတ်လို့တမာတိပိတ်အားကောင်းသွားပြီဆိုလို့ရှိရင်အဲ့ပုဂ္ဂိုလ်တွေကပိတ်မအိပ်ကြတော့ဘူးဒါမှမဟုတ်မအိပ်လည်းပဲဘာမှဖြစ်ဘူးအဲ့ဒါကြောင့်မလို့တပည့်တော်တို့ကဆရာဝန်တွေကပြောတယ်လူတယောက်ကိုဒီနေ့7 နာရီအိပ်ရမယ်လို့ပြောတယ်ဒါမှမဟုတ်အဲ့ဒီပုဂ္ဂိုလ်တွေကြတော့သူ7 နာရီမအိပ်လည်းဘာမှဖြစ်ဘူးအဲ့တော့ဒါတွေကိုလည်းပဲဘာလို့ရမလဲဆိုတော့ research လုပ်ဖို့ကောင်းတယ်ပေါ့နော် research လုပ်ဖို့ကောင်းတယ်ဆိုတော့မလုပ်ဘူးလားဆိုတော့လုပ်ကြတာပဲလေလုပ်ကြတာပဲဒါမှမဟုတ်ဗမာတွေလားဆိုတော့ဗမာတွေကမလုပ်ကြဘူးဗမာဘုန်းကြီးတွေကလုပ်ကြတာမဟုတ်ဘူးဘလူတွေကလုပ်ကြလဲဆိုတော့နိုင်ငံခြားပုဂ္ဂိုလ်တွေအဲ့ဒါတွေကိုသူတေသနာလုပ်ကြတယ်အဲ့ဒါသူတေသနာလုပ်တဲ့အခါကျတော့ဘလူတွေကိုသွားလုပ်လဲဆိုတော့ကိမဝန္တာတောတွေထဲမှာတရားထိုင်နေတဲ့တိဘက်ဘုန်းကြီးတွေလာမာတွေအ ਨੇ ဆုံးနိုင်ပေါင်း1000ကျော်လောက်1000 2000လောက်ပေါ့လေအဲ့လောက်တရားထိုင်နေတဲ့ပုံကိုယ်တွေရဲ့ brain တွေကိုသူကresearch လုပ်တယ်သူတေသနာလုပ်တယ်လုပ်တဲ့အခါကျတော့အဲ့မှာဘာကြောင့်ဝင်နေတာလဲဆိုတော့သူကဒီအုံနောက်တွေဘာတွေကတရားထိုင်တဲ့ဥစ္စာပေါ့အသက်ပုံမှန်ရှူနေတဲ့အတွက်ကြောင့်သူကဒီ brain တွေဘာတွေကလည်းအများအားလက်ဆက်နေတာအုံနောက်တွေဘာတွေကလည်းအများအားလက်ဆက်နေတဲ့အခါကျတော့သူ့မှာဒီမအိပ်မနေပဲနဲ့လည်းဘာမှမဖြစ်ဘူးပေါ့နော်မအိပ်မနေတာတော့လုံးဝဘယ်ဟုတ်တော့မလားကွာအိပ်နေနေလည်းပဲသူ့မှာဘာမှမဖြစ်ဘူးဆိုပြီးတော့သူတို့သူတေသနာလုပ်ထားတယ်ရှိတယ်အဲ့ဒါကိုဖတ်ကျင်လို့ရှိရင်ဘုန်းတော်ဒီရှိတယ်ဗောလဲစိတ်ဓာတ်စ brain နဲ့နော်စိတ်ဓာတ်စ brain ဆိုပြီးတော့ဗုဒ္ဓအုံနောက်ဆိုပြီးတော့အဲ့မှာစောက်တော့ရှိတယ်အဲ့ဒါကိုသူကသူတေသနာလုပ်ထားတာကြီးဖတ်ကြည့်ပါနော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ချင်းအရိယာပုဂ္ဂိုလ်ခံမြဲစေဖို့ဘယ်နှနာရီရှိပါလဲ7 နာရီ 3 မိနစ်ရှိပါပြီကဲဟုတ်ပြီနော်နောက်နေ့ကြမှာပဲဘုံတို့ကျန်တာလေးကိုရှင်းဆက်သွားမယ်အခုတော့ဒကာကြီးတို့ဒကာမကြီးတို့လည်းတရားထိုင်ကြရအောင်မယ်ဆိုတော့နော်ဒါလေးပဲပြောတော့မယ်လာမယ့်အပတ်ကြတော့မှာပဲကျန်တဲ့ဥစ္စာတွေကိုဆက်ပြောမယ်ဟုတ်လားနော်ကဲအားလုံးဒီနေ့ဒီညလည်းပဲဒီမှာတော့ပဲပြီးပါပြီဒါနော်ကဲအားလုံးမှန်လားပါဗျာစိတ်ပါကျမ်းပါချမ်းသာကြပါစေဆရာတော်ဘုရားပေးတဲ့ဆုနဲ့ပြည့်ရပါလို့ဤဗျာအဘိဓမ္မာတရားတော်များကိုစေရနာကရုဏာတို့ဖြင့်ရှင်းလင်းစွာဟောကြားသင်ပြပေးတော်မူသော
ပဲခူးဆယ်မိုင်ကုန်းဓမ္မတူတဗုဒ္ဓတက္ကသိုလ်မှဒုတိယပါမောက္ခချုပ်ဒေါက်တာဗတ္တန္တသောပိတ၏ကျေးဇူးဂုဏ်ကိုတပည့်တော်တို့ဝိပရိဝိဟုတ်အဖွဲ့ဝင်တကားတက္ကမများတဦးချင်းစီတိုင်းမှခြေတော်အစုံဥခိုက်ကြော့ပါတယ်ဖေဟာ ကောင်းပါပြီကိုယ်လည်းကျမ်းမာစိတ်ချမ်းသာပြီးတော့တရားတွေတရားမြတ်တွေလင်းမြန်စောစွာရရှိနိုင်ကြပါစေ ဆရာတော်ဘုရားပေးတဲ့ဆုနဲ့ပြည့်ရပါလို့ဖေဟာဓမ္မမိတ်ဆွေများရှင်တပည့်တော်တို့ယခုဆက်လက်၍ခန္ဓာဉာဏ်ရောက်ဝိပဿနာတရားများစုပေါင်းပွားများကြမှာဖြစ်ပါတယ်ရှင်